အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးထဲမှာတော့ဘယ်လိုအကြောင်းအရာမျိုးကိုငါတို့ content လုပ်ကြမလဲဆိုပြီးတော့လူတွေစဉ်းစားတဲ့အခါကြလို့ရှိရင်ထည့်သွင်းစဉ်းစားလို့ရတဲ့အချက်ကလေးတွေကျွန်တော်ပြောပြမှာဖြစ်ပါတယ်ဘယ်လိုအကြောင်းအရာမျိုးတွေကို content လုပ်ကြမလဲ YouTube ပေါ်မှာဘယ်လိုအကြောင်းအရာတွေကိုကျွန်တော်တို့ဗီဒီယိုလုပ်ပြီးတော့တင်ကြမလဲဗီဒီယိုလေးပဲတွေးကြည့်ပါကျွန်တော်တို့ဘယ်အကြောင်းအရာကိုစိတ်ဝင်စားသလဲကိုစိတ်မဝင်စားတဲ့အကြောင်းအရာကိုကပြန်ပြီးတော့သူများကိုမျှဝေပေးမယ်ဆိုလို့ရှိရင်တော်တော်ခက်ခဲမှာပါကျွန်တော်တို့ဒီ YouTube ကိုဘယ်သူမှဆက်စာချင်းမှာလည်းငါဒီ content creator အနေနဲ့ပဲရက်တည်တော့မယ် channel အလုပ်တွေအကုန်လုံးထွက်ပြလိုက်တော့မယ်full time content creator လုပ်မယ်ဆိုပြီးတော့ခြေစုံပြပြီးဝင်တဲ့လူမရှိပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့က YouTube ကိုမလုပ်ဘူးဆိုလို့ရှိရင် content creator မလုပ်ဘူးဆိုလို့ရှိရင်ဘာဖြစ်မလဲဘာမှမဖြစ်ဘူး content creator လုပ်မယ်လုပ်ရင်ဘာဖြစ်မလဲရက်တီလို့ရတဲ့ဝင်ငွေမျိုးဖြစ်ချင်ဖြစ်လာနိုင်တယ်မဖြစ်ချင်မဖြစ်ဘူးဆိုတော့မလုပ်ဘဲနေတာကတော့ 100% မဖြစ်ဘူးလုပ်လို့ရှိရင်တော့90%တော့ဖြစ်ချင်ဖြစ်မယ်90%ဖြစ်ချင်မှလည်းဖြစ်မယ်ဆိုတော့ကျွန်တော်တို့ကဒီ YouTube creator ဘဝကိုခြေစုံပြပြီးဝင်ဖို့အတွက်ကတော့မဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ဝါသနာပါတဲ့အရာလေးကိုစိတ်ဝင်စားတဲ့အရာလေးတွေနဲ့ကိုလက်ရှိလုပ်နေတဲ့ full time အလုပ်ကိုလည်းလုပ်ဒီဘက်ကလည်းဝါသနာပါတဲ့အလျောက်အပန်းဖြေတဲ့အနေနဲ့ကိုလည်းအပန်းဖြေသူများကိုလည်းမျှဝေပေးတဲ့အနေနဲ့ကျွန်တော်တို့ side job ပုံစံမျိုးလေးလုပ်တာလေးကရေရှည်အတွက်ကောင်းတယ်ဆိုတော့ကျွန်တော်တို့ကဒီဘက်မှာတနေကုန်ဗျာ95အလုပ်ကိုသူများအလုပ်ကိုလုပ်တာဘယ်လိုပဲဖြစ်ဖြစ်ဗျာအလုပ်ကဘာမှမလုပ်ပဲမတက်ရက်နေရတယ်ဆိုလို့ရှိရင်တော့အလုပ်ချိန်တွင်းမှာလူဆိုတာ stress ရှိတဲ့အမျိုးပဲအဲ့တော့မနေ့ကနေပြီးတော့ရုံးတက်တယ်တနေ့ကုန် stress နဲ့အလုပ်လုပ်လာတယ်ညနေရုံးဆင်းတယ်ပြီးလဲပြီးတော့ကင်မရာရှိမှထိုင်လိုက်တယ်ထိုင်ယူပါရောကျွန်တော်တို့ကကဲငါဒီနေ့ content လုပ်မှာဆိုပါစို့ကျွန်တော်ဆိုလို့ရှိရင်ဗျာကျွန်တော်တချင်းနေစိတ်ဝင်စားတယ်ပေါ့ဗီဒီယိုဂိမ်းဆိုတော့စိတ်ဝင်စားတယ်အဲ့ဒါမှကျွန်တော်တရား channel ကြီးလုပ်တယ်ကျွန်တော်စိတ်မဝင်စားတော့ကျွန်တော်နားမလဲတော့တရား channel ကြီးတစ်ခုလုံးကျွန်တော်ဘယ်လိုမှလုပ်နိုင်မှာမဟုတ်ဘူးအဲ့လိုပဲကျွန်တော်ကကိုစိတ်မဝင်စားတဲ့ဟာကိုကသွားပြီးလုပ်တာဖြစ်တဲ့အတွက်အဲ့ဒီမှာပါကိုကထပ်ပြီးတော့စိတ်ဖိစီးမှုထပ်ရစိတ်ဖိစီးမှုထပ်ရတော့ကျွန်တော်တို့တနင်္ဂနွေလုပ်ကြီးလဲစိတ်ဖိစီးပြီးလုပ်လာသေးတယ်ညနေကျတော့လေကိုဝါသနာပါတာလေးလုပ်ပါမယ်ဆိုမှထပ်ပြီးစိတ်ဖိစီးရတယ်ဆိုလို့ရှိရင်ဘဝကြီးကဘယ်လိုလုပ်ပြောစရာကောင်းတော့မှာလဲအဲ့တော့တနင်္ဂနွေစိတ်ဖိစီးရတဲ့ဝင်ငွေရှာတဲ့လုပ်ကိုလုပ်ပါညနေကျလို့ရှိရင်ကိုစိတ်ပါတဲ့ဝါသနာပါတဲ့အကြောင်းအရာလေးတွေကိုပဲဖန်တီးပါဥပမာအဖြစ်ဒါခုနတရားစိတ်ဝင်စားအောင်ဆိုတာဥပမာနဲ့ပြောတာပါတကယ်တမ်းပြောရရင်အဲ့လောက်ကြီးစိတ်ဝင်စားအောင်ဆိုမှအဲ့လောက်ကြီးလည်းမဝေးပါဘူးကျွန်တော်လည်းနည်းနည်းတရားသဘောလေးတော့နည်းသိပါတယ်အဲ့တော့အခု YouTube လုပ်မယ်ဆိုလို့ရှိရင် YouTube channel ဒီ platform ပေါ်မှာဘယ်အရာတွေကိုပတ်စံပေးလဲဆိုပြီးတော့ပတ်စံတော့ကိုလိုက်ဖို့အရင်ဆုံးမလုပ်ပါနဲ့ဥပမာအဖြစ်ပြောပြမယ်ဆိုလို့ရှိရင်ပတ်စံပေးတဲ့ channel တွေအနေနဲ့financial နဲ့ပတ်သက်ပြီးတော့ပြောရင်ငွေဘယ်လိုရှာရတယ်ငွေကိုငွေရှာတဲ့အလုပ်ဘယ်လိုလုပ်ရတယ်ဒီအလုပ်ကယင်းနှိမ့်ညွတ်နှံမှုကဘယ်လိုလုပ်ရ crypto ကဘယ်လိုအဲ့ဒီဟာတွေကပတ်စံတအားရတယ်ဆိုအဲ့ဒီဟာကိုမသိတော့ learning စလုပ်အောင် learning လုပ်ပြီးတော့ကိုသိထားတဲ့လောက်ကလေးကိုသူများကိုသွားပြန်ပြောပြဆိုလို့ရှိရင်နံပါတ်1ကကိုယ်တိုင်ကပြန်ပြီးတော့ထပ်ပြီးလေ့လာပြီးတော့မှပြန်ဖန်တီးရတာဖြစ်တဲ့အတွက်အရင်ပြန်မှန်းပါလိမ့်မယ်နံပါတ်2ကကြတော့ကိုသိတဲ့လောက်ကကိုလေ့လာလို့သိတဲ့လောက်ကသူများလည်းသိပြီးလောက်ပါပြီအဲ့တော့ကိုရဲ့ဗီဒီယိုကိုတခြားလူတွေကဝင်ပြီးကြည့်တဲ့အခါမှာဒီကောင်ပြောတာလေးဒီကဆိုပြီးတော့ maybe နောက်တစ်ခါလာကြမှာလည်းလာတော့မယ်ပေါ့နော်တကယ်ပြီးကျွန်တော် game ဆော့တယ်game ဆော့တာဝါသနာပါတယ်ကျွန်တော်တချင်းနေတီးရရေးတယ် sorry မရေးဘူးတချင်းနေတီးတယ်ဆိုတယ်ရှိပြီးသားတချင်းတွေပေါ့နော်တီးတယ်ဆိုတယ်ကျွန်တော်ဂီတာနဲ့ပါလမ်းဘေးမှာတီးသလောက်ဆိုတော့အဲ့ဒါမျိုးလေးတွေကျွန်တော်ဝါသနာပါတယ်နောက်ကျွန်တော်ရဲ့ကျွမ်းကျင်ပိုင်နိုင်မှုကဘာလဲဆိုလို့ရှိရင်ကျွန်တော်အမေရိကန်မှာဒီကာဂိုဗန်တစ်စီးနဲ့ဒီကာဂိုဗန်ထဲမှာကျွန်တော်နေပြီးတော့ကျွန်တော်ပစ္စည်းတွေကိုဒီဘက်စတိတ်ကနေဟိုဘက်စတိတ်ကိုပို့တဲ့အလုပ်အဲ့ဒီအလုပ်ကိုကျွန်တော်ကျွမ်းတယ်ဆိုတော့ကျွန်တော်ကအဲ့အလုပ်ကိုထပ်ပြီးလေ့လာစရာမလိုပဲနဲ့ကိုလုပ်နေတဲ့အလုပ်ကိုပဲကျွန်တော်ဗီဒီယိုလေးရိုက်ပြီးတော့ကျွန်တော်ရှင်းပြမယ်ဆိုလို့ရှိရင်ကျွန်တော်အတွက်ဘာမှမပင်ပန်းမဲနဲ့ကျွန်တော် content တွေ create လုပ်လို့ရတယ်နောက်တစ်ခုကကျွန်တော်အခုလိုမျိုး YouTube နဲ့ပတ်သက်လို့ဘာလို့ကျွန်တော်ပြောပြနေရလဲလို့ဆိုလို့ရှိရင်ကျွန်တော်ကားမောင်းနေရင်းနဲ့ဒီသူများ channel တွေမှာကျွန်တော်လေ့လာတာပေါ့နော်ပြောရင် YouTube ကိုကျွန်တော်စခဲ့တာတော့ကြာပြီ
YouTube ကိုစလုပ်ခဲ့တာ2012လောက်ခရေအဲ့ဒါတော့ channel အဟောင်းပေါ့နော်ဒီ channel ဆိုလို့ရှိရင်တော့5-6နှစ်တော့ရှိပြီလို့ကျွန်တော်ထင်တာပဲဒါပေမဲ့ကျွန်တော်သိသိချာချာလုပ်တာမဟုတ် YouTube မှာအရင်တော့ကျွန်တော်ဗီဒီယိုတင်နေဆိုတာကဘာလဲဆိုရင်ကိုယ်တငယ်ချင်းတွေကိုမြင်သိခြင်းရောနောက်တစ်ခုကကိုယ့်ဘာသာကိုဗီဒီယိုလေးတွေတင်ထားပြီးတော့ကိုပြင်းသွားကြည့်ရယ်ပြီးရင်ဘာလုပ်လဲဆိုငါဗီဒီယိုတွေ YouTube မှာတင်ထားတယ်ငါဗီဒီယိုတွေရောဒီမှာ link သွားကြည့်ကြည့်ဆိုပြီးတော့ကြွားတာအဲ့တော့ကြွားလာဒါပေမဲ့ပြီးခဲ့တဲ့နှစ်လောက်ကစပြီးတော့ကျွန်တော်ဘာဖြစ်လာလဲဆိုတော့ YouTube ကဝင်ငွေလည်းရနိုင်တဲ့လုပ်ငန်းတစ်ခုလိုလည်းဖြစ်လာတယ်နောက် content creator ဆိုတဲ့ဘယ်လိုပြောရမလဲအတမွေးဝမ်းကြောင်းပုံစံမျိုးလေးလည်းပေါ်လာတယ်အဲ့ဒီဟာကအတမွေးဝမ်းကြောင်းမဖြစ်ဘူးဆိုလို့ရှိရင်တော့ဘာဖြစ်လာမလဲဆိုလို့ရှိရင်ကျွန်တော်တို့က public speaking skill တိုးတက်လာမယ်နောက်တစ်ခုကကျွန်တော်တို့လည်းကိုပြောချင်တာကိုနားထောင်ချင်တဲ့လူတွေစီကိုကျွန်တော်တို့ပို့ပေးလို့ရတယ်ဥပမာအပြင်မှာကျွန်တော်တို့လူတယောက်ကိုတွေးလို့ခဏလေးကွာငါပြောချင်လို့ဘာလို့ပြောရင်တော့မှသူကအဆုံးထိနားထောင်ပေးချင်မှနားထောင်ပေးလိမ့်မယ်ဒါပေမဲ့ YouTube မှာတော့ကျွန်တော်ပြောတဲ့အကြောင်းအရာကိုစိတ်ဝင်စားတဲ့လူဆိုလို့ရှိရင်တော့အစကနေအဆုံးထိတော့နားထောင်မှမသိကြတယ်အားကြောင့်ကျွန်တော်ကဒီ YouTube content creation ပိုင်းလေးကိုပေါ့နော်ကျွန်တော်စပြီးတော့လေ့လာတယ်လေ့လာရင်နဲ့သူတို့တွေလေ့လာတဲ့အခါမှာသူတို့ရဲ့ channel တွေကဒီ YouTube ကိုဘယ်လိုလုပ်ပါဘယ်ဝါလုပ်ပါလို့ပြောနေကြတဲ့လူတော်တော်များများရဲ့ channel တွေကဟိုတော့အောင်မြင်ပြီးသားတွေပဲကြည့်လိုက်ရင် subscriber 3သိန်းအနည်းဆုံးအများဆုံးဆိုလို့ရှိရင်တန်းနဲ့ချီပြီးရှိကြတဲ့လူတွေအဲ့လိုလူတွေပြောရရင်တော့မြန်မာပြည်ထဲမှာလည်းပါတယ်international မှာလည်းပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်သိချင်တာကဒီလောက်အောင်မြင်တဲ့ content creator တယောက်ဖြစ်လာဖို့အတွက်0 subscriber တော့မဟုတ်ပေါ့နော်ကျွန်တော်လိုမျိုးvery small very tiny channel လေးတစ်ခုကနေပြီးတော့ဘယ်လိုဘုံမင်းဖြစ်လာလဲတိုးတက်ပြောင်းလဲလာလဲဆိုတာလေးကိုကျွန်တော်သိချင်တယ်လိုက်ရှာတယ်မတွေ့ဘူးဒါပေမဲ့ခင်ဗျားတို့ရှာမယ်ဆိုလို့ရှိရင်တော့ကျွန်တော် channel တွေ့ပါပြီကျွန်တော်လည်းဘုံမင်းဖြစ်မလားမဖြစ်မလားတော့မသိဘူးဒါပေမဲ့ဖြစ်အောင်လို့တော့ကျွန်တော်လည်းအတက်နိုင်ဆုံးတော့ဆောင်ရွက်ကြည့်မယ်စူးစမ်းကြည့်မယ်ပေါ့နော်မဖြစ်လဲဘာဖြစ်မလဲဆိုရင်ကျွန်တော်ပြောချင်တာတွေကျွန်တော်မျှဝေချင်တာတွေကိုကျွန်တော် YouTube မှာပြောလို့ရတယ်မျှဝေလို့ရတယ်အဲ့တော့ကျွန်တော်အတွက်ကလည်းတနေ့ကုန်အလုံးလုံးတနေ့ကုန်ကားမောင်းထားတဲ့ stress လေးကိုဖြေလျှော့တယ်လို့လည်းဖြစ်တယ်အဲဆိုကိုဝါသနာပါတယ်ကိုစိတ်ဝင်စားတဲ့အလုပ်ကိုလုပ်ရတာဟုတ်ပြောရင်ကိုစိတ်ဝင်စားတယ်ဆိုတော့သူများကိုစကားပြောရတာလူတိုင်းကစိတ်ဝင်စားတာပဲကျွန်တော်တို့အဲ့ကြောင့်လည်းနေတိုင်းစကားပြောနေကြတာပဲလေဆိုတော့ကျွန်တော်စိတ်ဝင်စားတဲ့အကြောင်းအရာလေးကိုစိတ်ဝင်စားမဲ့လူတွေစီကိုကျွန်တော်မျှဝေပေးတဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစိတ်ဝင်စားတဲ့လူတွေလည်းလာကြည့်ကြတယ်အဲ့အတွက်ကျွန်တော်တနေ့နေ့မှာတော့အောင်မြင်လဲအောင်မြင်မယ်မအောင်မြင်လဲမအောင်မြင်ဘူးဒါပေမဲ့ပြဿနာမရှိပါဘူးကျွန်တော်ဗီဒီယိုလေးတွေလုပ်တယ်ကျွန်တော်ပြောချင်တာတွေပြောတယ်ဒါပဲဆိုတော့အခုမှ content တွေစပြီးလုံးမဲ့လူဒါမှမဟုတ်ကျွန်တော်လိုပဲဒီ channel သေးလေးတွေပေါ့နော်ဖြစ်နေတဲ့လူတွေကြတော့ဘယ်လိုလုပ်ကြမလဲဆိုလို့ရှိရင်ပုံမှန်သာတင်ပါအဓိကကတော့ပုံမှန်တင်ပါပြီးတော့ကိုဖန်တီးလိုက်တဲ့ဗီဒီယိုထဲမှာလာကြည့်တဲ့လူတွေအတွက်တမိုးရှိရာလေးတစ်ခုခုပါစေနောက် YouTube ရဲ့policy တွေ guideline တွေနဲ့ပတ်သက်ပြီးတော့ violation မထိပါသေးနဲ့ဘာလိုမျိုးတွေလဲဆိုလို့ရှိရင်ဥပမာသူများဗီဒီယိုကိုယူပြီးကိုဗီဒီယိုတွေမှာထည့်ပြီးခက်တီတီနဲ့ပြန်တင်တာမျိုးကျွန်တော်လုပ်ခဲ့မှုပါတယ်နှုတ်စင်ခါပေါ့နော်အရင်ချိန်တော့ကျွန်တော်လည်းသူများဗီဒီယိုတွေသဘောကျတဲ့ခါကျရင် screen record လေးလုပ်ပြီးပါကိုယ့်ဘာသာကို YouTube မှာပြန်တင်တချို့သချင်းတွေဆိုလို့ရှိရင်လည်းကျွန်တော်ကြိုက်တယ်ကြိုက်တဲ့ခါကျလို့ရှိရင်ဒီသချင်းလေးငါကြိုက်တာပဲဆို screen record လေးလုပ်ပြီးပါရင်ကိုယ့်ကို YouTube မှာပြန်တင်ဘာလို့ YouTube မှာကျွန်တော်ကပြန်တင်လဲလို့ဆိုတော့ကိုယ့်သချင်းကိုကြည့်တာကျွန်တော်တို့ channel လေးတွေပြီးတဲ့ခါကျတော့ကြော်ညာမလာဘူးကြော်ညာမလာတော့ကျွန်တော်ကြော်ညာမပါဘဲနဲ့သချင်းတွေကိုအေးအေးဆေးဆေးနားထောင်ရတော့ကိုယ့် channel မှာကိုတင်ပြီးကြည့်တာအရင်တော့ဒါပေမဲ့နောက်ပိုင်းမှာအဲ့ဒါတွေက copyright strike တွေညှိတယ်ဆိုတာလဲသိရောကျွန်တော်ဖြုတ်ချတန်တာဖြုတ်ချပေါ့နော်ဖြတ်ချတန်တာဖြတ်ချဟိုတည်းမဖြတ်ရသေးတာလေးလည်းရှိပါတယ်အဲ့တော့ကျွန်တော် channel မှာကျွန်တော်တရားသုံးပုတ်တင်ထားတယ်ဘာလို့အဲ့တရားသုံးပုတ်တင်ထားလဲလို့ဆိုတော့ဒီတရားသုံးပုတ်ကကျွန်တော်မနေ့တိုင်းဖွင့်လို့မနေ့ကားစပြီးတော့ send လုပ်ပြီးမောင်းပြီဆိုလို့ရှိရင်ကျွန်တော်အဲ့တရားသုံးပုတ်ဖွင့်တဲ့အခါကျတော့ဘာပဲဖြစ်ဖြစ်ကြော်ညာလေးလည်းမတက်ဘူးကို channel ထဲမှာပဲရှိတာဖြစ်တဲ့အတွက်playlist လေးလုပ်ထားတာဖြစ်တဲ့အတွက် ready to play ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ထည့်ထားတယ်ဒါပေမဲ့တကယ်တမ်းကျွန်တော်ဒီ content creator အနေနဲ့ကျွန်တော်ဗီဒီယိုလေးတွေကိုဖန်တီးပြီးတော့သူများတွေကိုမျှဝေပေးခြင်းလဲဆိုတာဒီဗီဒီယိုမှာပါလို့ရှိရင်စုစုပေါင်းကျွန်တော် channel မှာ4ခုရှိပါပြီ4ခုရှိပါပြီကျွန်တော်ကတော့ဘာတွေပဲတင်မလဲလို့ဆိုရင်
ကာကိုဗန်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေတင်မယ်ပြီးသွားရင်ဒီ YouTube နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေပေါ့လေစိတ်ဝင်စားစရာလေးတွေကျွန်တော်တင်မယ်နောက်ကျွန်တော်ရောက်တဲ့နေရာလေးတွေမှာစိတ်ဝင်စားစရာလေးတွေများတွေ့ခဲ့ရင်ကျွန်တော်တင်မယ်နောက်တစ်ခုကလက်ရှိကျွန်တော်အမေရိကမှာနေနေတာဖြစ်တဲ့အတွက်အမေရိကနဲ့ပတ်သက်လို့ထူးခြားတဲ့ဖြစ်စဉ်လေးတွေပေါ့ကျွန်တော်လည်းသိတော့ကိစ္စလေးဆိုကျွန်တော်ဗီဒီယိုလေးလုပ်ပြီးတော့ဝင်ပြီးတော့နည်းနည်းလေးငန်ပါမယ်ဒါပါပဲကျွန်တော်အတွက်အဲ့တော့ခုန financial ဘိုင်းကိုfinancial နဲ့ပတ်သက်တဲ့အကြောင်းအရာကိုကျွန်တော်ဘာဖြစ်လို့မပြောလဲဆိုကျွန်တော် financial ဘိုင်းကိုသိတော့သိတယ်ဒါပေမဲ့ကျွန်တော်အများသိသလောက်ပဲကျွန်တော်သိတာကျွန်တော်ဆရာတဆူလိုမျိုးဒါမှမဟုတ်သူများထက်ထူပြီးပို့ပြီးသိတာမျိုးမရှိတဲ့အတွက်အဲ့ဒီဘိုင်းမှာကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လွယ်ကူမှုမရှိပါဘူးဒါတစ်ချက်နောက်တစ်ခုကကြတော့ education ဘိုင်းလည်းပတ်စံရတယ်လို့ပြောကြတယ်ဒါပေမဲ့ education နဲ့ပတ်သက်လို့ကျွန်တော်ဘဝမှာကျွန်တော်စာသင်တဲ့အနေနဲ့10တန်းအောင်တဲ့ချိန်တော့ကျွန်တော်ကျူရှင် guide လုပ်ဘူးတယ်လုပ်တဲ့အချိန်တော့ကျွန်တော်သင်ပေးတာကျောင်းသားတစ်ယောက်ပဲရှိတယ်အဲ့တစ်ယောက်ကလည်းကြားတယ်ဆိုတော့ကိုအစွမ်းဆောင်ကိုသိသွားတယ်ငါတက်တက်လုံးကျောင်းဆရာလုပ်စားလို့မရဘူးဆိုပြီးအဲ့တော့ကျွန်တော်ကလည်းစာသင်ပေးတဲ့အလုပ်ကိုကျွန်တော်ကျွမ်းကျင်တဲ့အလုပ်လို့ကျွန်တော်မခံယူပါဘူးကျွန်တော်မျှဝေတဲ့အလုပ်ကိုပဲကျွန်တော်ကျွမ်းကျင်တယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့ကျွန်တော်စာသင်တာလည်းမဟုတ်ဘူးဒါပေမဲ့တတိယအချက်ဝင်ငွေကောင်းတယ်ဆိုတဲ့ဟာပါရှိသေးလဲဆိုရင်ခီးသွားတာရဲ့တိုးဒီဘယ်လိုပြောမလဲ vacation တို့ touring တို့နောက် hiking တို့ nature တို့ပေါ့နော်အဲ့လိုအပိုင်းတွေကလည်းပတ်စံရတယ်လို့တော့ပြောတယ်ဒါပေမဲ့ကျွန်တော်လည်းတစ်ခါမှ YouTube မှာတော့ပတ်စံမရဘူးသေးတဲ့အတွက်ကျွန်တော်အဲ့ဒီအပိုင်းနဲ့ပတ်သက်လို့လက်တွေ့ကြကြတော့မပြောနိုင်သေးပါဘူးတကယ်လို့ဒီ channel ကနေပြီးတော့ပတ်စံစာပြီးရလာမယ်ဆိုလို့ရှိရင်တော့ကျွန်တော်အဲ့ဒီအပိုင်းကိုလည်းအသေးသေးဆက်ပြီးတော့ပြောနိုင်လာပါလိမ့်မယ်ဆိုတော့ကျွန်တော်အတွက်ကျွန်တော်ရွေးချယ်လိုက်တာကတော့ပတ်စံရတယ်လို့တော့မဟုတ်ဘူးသို့တော့ကျွန်တော်အလုံးနဲ့ကျွန်တော် live နဲ့ကိုက်ညီတဲ့အကြောင်းအရာတွေကိုပဲကျွန်တော်ရဲ့ channel မှာကျွန်တော်ဖန်တီးတာဖြစ်တဲ့အတွက်အခုမှဖန်တီးမဲ့ channel လုံးမဲ့လူပါရောဘာအကြောင်းအရာအများပြောကြတော့ niche ပေါ့နော်ဘယ် niche ကို channel မှာသုံးမလဲဘယ် niche ကိုပြောမလဲဆိုရင်မနေ့ကတော့ကျွန်တော်ဗီဒီယိုလေးတစ်ခုကြည့်လိုက်တယ်ကိုနေသူကတော့ဗမာပြည်ကနေပြီးတော့လောက်တာထင်တယ်မြန်မာပြည်ကနေလောက်တာထင်တယ်ဒီ content creation တွေပေါ့နော်အဲ့မဲ့သူပြောတာလေးကိုနားထောင်ကြည့်ရလဲမစိုးပြမိုက်တယ်ဒါသူတို့ကြတော့အတွေ့အကြုံတော်တော်ရင်းနေပြီလို့ပြောလို့ရတယ်ကျွန်တော်တို့ကလွန်ခဲ့တဲ့တစ်ဖက်လောက်ကမှစတာဟုတ်သူဆိုလို့ရှိရင်တော်တော်ရင်းနေပြီလို့ပြောလို့ရတယ်သူပြောရတဲ့အထက်မှာတော့ general knowledge အနေနဲ့ channel ဖန်တီးပါတဲ့အဲ့ဆိုပြောစရာအကြောင်းအရာအကျယ်ပြန့်နေပေါ့နော်နောက်တစ်ခုကကြတော့ financial ဘိုင်းပေါ့ကျွန်တော်မကျွမ်းကျင်တဲ့ financial ဘိုင်းတတိယဘိုင်းကတော့ faceless channel ပေါ့ faceless channel ကတော့ခုနကျွန်တော်ရဲ့ channel တွေကိုဖန်တီးတာကကျွန်တော်တို့မျိုးမအားတဲ့လူတွေအတွက်ဖန်တီးတာဖြစ်တဲ့အတွက် faceless channel ကတော့ကျွန်တော်တို့တွေအတွက်မဖြစ်နိုင်ဘူးကျွန်တော် video channel တွေကိုလာပြီးကြည့်နေတယ်မအားတော့လဲ content creator ဖြစ်ချင်တဲ့လူတွေအတွက် faceless channel နည်းနည်းမဖြစ်နိုင်ဘူးလို့ကျွန်တော်မြင်တယ်။ဘာကြောင့်လဲလို့ဆိုတော့ faceless channel လုပ်ဖို့အတွက်ကိုgeneration AI နဲ့ video တွေပုံတွေ generate လုပ်ရမယ်။နောက်တစ်ခါကိုက voice over အနေနဲ့အတန် recording လုပ်ရမယ်။အဲ့ဒီဟာတွေအတွက်အချိန်တော်တော်ပေးရတယ်။ကျွန်တော်လုပ်ခဲ့ပူပါတယ်။ဒါပေမဲ့အချိန်တော်တော်ပေးရတဲ့အတွက်ရေရှည်မှာကိုကမှန်မှန်လုပ်ဖို့အဆင်မပြေဘူးဖြစ်သွားတယ်။အဲ့တော့ကျွန်တော်ကတော့ရေရှည်လဲသွားကျင်တယ်မှန်မှန်လဲသွားကျင်တယ်ဆိုရင်ဘာမှလုပ်မနေပါနဲ့ခုလိုပဲကင်မရာလေးထောင်လိုက်ပါမိုက်ကလေးတစ်ခုနဲ့စကားပြောပါပြီးတော့နေ့စဉ်ကိုသိတဲ့အကြောင်းအရာလေးတွေကိုပိုင်နိုင်တဲ့အကြောင်းအရာလေးတွေကိုပဲစိတ်ဖိစီးမှုကင်းနဲ့စိတ်ဝင်စားနိုင်ရရှိတော့ online ကလူများကိုမျှဝေပေးပါအထူးသဖြင့်တော့ကျွန်တော်တို့ဗျာသတင်းစုံနေတဲ့လူဆိုလို့ရှိရင်လည်းဥပမာဖြင့်ပေါ့ကျွန်တော်Facebook ပေါ်ကနေပြီးတော့ဘယ်မင်းသားသတင်းကိုရတယ်ဘယ်မင်းသမီးသတင်းကိုရတယ်ဆိုအဲ့မင်းသားမင်းသမီးအကြောင်းကိုကျွန်တော်တို့ပြောခြင်းနဲ့ဖောက်သက်ထားခြင်းနဲ့ဆိုလို့ရှိရင်လေပြောလို့ရတာပဲလေနောက်တစ်ခုကငါငငယ်တုန်းကငါတင်မောလိုက်တုန်းကဆိုလို့ပြီးတော့လေပြောလို့ရတာပဲဦးလေးတွေ uncle တွေအဘတွေပေါ့နော်ပြောမယ်ဆိုပြောလို့ရတယ်ပြောလို့ရတဲ့အကြောင်းအရာအများကြီးရှိတယ်အဲ့အများကြီးတွေကနေပြီးတော့မှကိုတန်နဲ့ကိုပိုင်နိုင်နဲ့ကိုအမြဲတမ်းစိတ်ဝင်စားတဲ့အကြောင်းအရာလေးကနေပြီးတော့စပြီးတော့ဖန်တီးကြည့်ပါပထမဆုံးဖန်တီးတဲ့ဗီဒီယိုကတော့ခက်ခဲပါလိမ့်မယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့ပြောရင်းနဲ့ကျင်သားရလာပါလိမ့်မယ်ကျွန်တော်တို့ကင်မရာကိုပြောနေတယ်လို့မယူဆပါနဲ့ကင်မရာအစားကျွန်တော်တို့မျက်လုံးထဲမှာ
တငယ်ချင်းတယောက်ယောက်မိတ်ဆွေတယောက်ယောက်ကိုစကားပြောနေတယ်လို့ယူဆပြီးတော့စပြီးဖန်တီးကြည့်ပါပထမဆုံးတစ်ခုကတော့ခက်ခဲပါလိမ့်မယ်မသိတာပဲဖြစ်ဖြစ်ခက်ခဲတာပဲဖြစ်ရှိရဆိုလို့ရှိရင်ကျွန်တော်ရဲ့ comment section မှာခြံထားခဲ့လို့ရပါတယ်လာမေးလို့လည်းရပါတယ်သို့မဟုတ်ကျွန်တော်ပြောတဲ့အချိန်မှာမှားတာပါခဲ့လို့ရှိရင်လည်း comment section မှာလာပြီးတော့ပြောခဲ့လို့ရပါတယ်ကျွန်တော်မှားတာရှိရင်ပြင်ဖို့ရှိတယ်ဆိုလို့ရှိရင်နောက်ဗီဒီယိုတွေမှာကျွန်တော်ပြင်ပေးပါမယ်အကယ်၍ဒီဗီဒီယိုကနေပြီးတော့စိတ်ဝင်စားစရာဒါမှမဟုတ်သိစရာမှတ်စရာလေးတစ်ခုခုများရခဲ့တယ်သဘောကျတယ်ဆိုလို့ရှိရင်တော့ကျွန်တော် channel လေးကို subscribe လုပ်ခဲ့လို့ရပါတယ်ကျွန်တော်တို့လို channel သေးသေးလေးတွေအတွက် subscribe တယောက်တိုးခြင်းအများကြီးအထောက်အကူဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ